ဂျိုရှူအာဘန်ကိုမိုးရီကိုနဲ့အပြိုင်စိတ်ဝင်စားနေလို့စင်ပေါ်ကိုတက်ပြီးလက်ဝဲထိုးတော်မဲကြီးပရိသတ်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မကြခင်အချိန်တွင်းမှာစင်ပေါ်မှာလက်ဝဲထိုးတော်မဲလို့သတင်းထွက်နေတာကတော့ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ကတအူရဲတော်သမီးလေးကြီးဖြစ်ပါတယ်ဒါကလည်းကြီးကလက်ဝဲရေးပြနေတဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်အကြောင်းဖြစ်ပါတယ်ကြီးကအဲ့ဒီဗီဒီယိုဖိုင်မှာလက်ဝဲရေးပြရင်းနဲ့သူကအောင်လအန်ဆန်းရဲ့ညီမအောင်လကြည်စန်းဖြစ်ကြောင်းကြုံဝါနေတာဖြစ်ပါတယ်ကြီးကငကုတ်ကလေးကလုံးလုံးတုတ်တုတ်ချစ်စရာလေးဖြစ်လို့လက်ဝဲရေးပလားပြနေတဲ့ဗီဒီယိုဖိုင်လေးကချစ်စရာကောင်းနေတာကတော့အမှန်ပဲဖြစ်ပါတယ်။ကြီးရဲ့ဗီဒီယိုဖိုင်လေးနဲ့အတူထွက်ရှိလာတဲ့သတင်းလေးတစ်ပုဒ်ကတော့ကြီးကဂျိုရှူအာဘန်ကိုတစ်ဖက်သက်ကြိုက်နေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ဂျိုရှူအာဘန်ဆိုတာကတော့မြန်မာပြည်ပွားချင်းတိုင်းသားလေးဖြစ်ပြီးတော့အမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့သူပါ။အခုခါမှာတော့ဂျိုရှူအာဘန်ကကမ္ဘာအဆင့်မြင့်ဆုံးကိုခံပညာတိုင်းပေါင်းစုံပြိုင်ပွဲမှာ9ပွဲကစားပြီး6ပွဲနိုင်တဲ့နာမည်ကြီး MMA fighter ဖြစ်ဖို့အတွက်ရေပန်းစားနေရဖြစ်ပါတယ်။အောင်လအန်ဆန်ပြီးရဲ့နောက်မှာဒီလိုနာမည်ကြီးနေတဲ့မြန်မာကုံစာ MMA fighter ဂျိုရှူအာဘန်ကိုမြန်မာပြည်ကပရိသတ်တွေကတော့တော်တော်လေးသဘောကျအားပေးနေကြပါတယ်။ဒီလိုအားပေးနေကြတဲ့အထဲမှာကြီးလဲပါဝင်နေရဖြစ်ပါတယ်။အစောပိုင်းမှာတော့ကြီးကအဆိုတော်ဖြိုးမြအောင်နဲ့ချစ်ကြိုက်နေရဖြစ်ကြောင်းအင်တာနက်ပေါ်မှာသတင်းတွေထွက်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်းကြီးဟာသူမဟာဖြိုးမြောင်နဲ့ချစ်ကြိုက်နေရမဟုတ်ကြောင်းဖြိုးမြောင်နဲ့အပြင်မှာတစ်ခါတောင်မမြင်ဘူးကြောင်းပြောခဲ့ပါတယ်။ကြီးကတော့ဖြိုးမြောင်ကခင်မင်စရာကောင်းမဲ့ပုံစံဖြစ်လို့ခင်မင်ချင်းကြောင်းသာမီဒီယာတွေမှာဖြေကြားထားပါတယ်။ကြီးအမှန်တကယ်သဘောကျတဲ့သူကတော့လက်တလုံးမှာနာမည်ကြီးနေတဲ့ MMA fighter လက်ဝဲကစားသမားလေးဂျိုရှူအာဘန်သာဖြစ်တယ်လို့သိရပါတယ်။ခက်တာကဂျိုရှူအာဘန်ကတော့သူသဘောကျနေတဲ့မိန်းကလေးကမြန်မာထိပ်တန်းရုပ်ရှင်မင်းသမီးမိုဟီကိုပါဂျိုရှူအာဘန်ကမိုဟီကိုဟာသူ့အတွက်တော့ငယ်စဉ်ကလေးကအားပေးခဲ့ရတဲ့မင်းသမီးတစ်လက်ဖြစ်တာကြောင့်မိုးရီကိုရဲ့ခန္ဓာကိုယ်အလားပါနဲ့တရုပ်ဆောင်ပုံတွေကိုကြိုက်ကြောင်ပွင့်လင်းစွာပြောခဲ့ပူပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့မိုးရီကိုနဲ့ဂျိုရှူအာဘန်တို့ကိုအမြဲတမ်းလို့စားနောက်လေးရှိတယ်လို့ဂျိုရှူအာဘန်နဲ့မိုးရီကိုတို့ကတယောက်နဲ့တယောက်တော်တော်လေးကိုခင်မင်ရင်းနှီးနေကြပြီလို့လည်းဆိုပါတယ်။အထူးသဖြင့်တော့ဂျိုရှူအာဘန်ရဲ့ညီမနဲ့မိုးရီကိုဆိုရင်တော်တော်လေးရင်းနှီးနေကြပြီလို့သိရပါတယ်။မကြခင်မှာဂျိုရှူအာဘန်ကမြန်မာနိုင်ငံကိုလာပြီးတော့မိုးရီကိုနဲ့တောင်တွေ့ဖို့အတွက်အစီအစဉ်နေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းကြီးကအခုချိန်မှာဂျိုရှူအာဘန်ကိုကြိုက်နေရဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ဂျီဟာဖြိုးမြောင်ကိုမဟုတ်ဘဲဂျိုရှူအာဘန်ရဲ့အချစ်ကိုလိုချင်နေတာဖြစ်တာကြောင့်အခုလိုမျိုးလက်ဝဲတွေကျင့်နေပြီဖြစ်ပြီးမကြခင်မှာလက်ဝဲစင်ပေါ်မှာရှင်ပြန်ထိုးသက်သွားဖို့ရှိနေရလို့ဆိုပါတယ်။ဒါပေမဲ့လည်းဒါတွေအားလုံးကကောလာဟလသတင်းတွေဖြစ်လို့အတိမပြုတ်နိုင်သေးပါဘူး။ဘာပဲဖြစ်ဖြစ်ကြီးတယောက်ကတော့လက်ဝဲရေးပြနေတဲ့ဗီဒီယိုဖိုင်လေးရဲ့ပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာကိုတော်တော်လေးရရှိနေပြီဖြစ်ပါတယ်။အထူးသဖြင့်တော့ကြီးဟာထိတ်တန်းတထေးဆိုပေမဲ့အလှမန်မာနာတက်ကဟိတ်ကြီးဟန်ကြီးတွေမရှိဘဲရိုးသားပွင့်လင်းစွာနဲ့နေထိုင်တတ်သူဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကချစ်ခင်အားပေးကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကြီးကိုဖြိုးမြောင်တဲ့သဘောတူသလားဂျိုရှူအာဘန်နဲ့သဘောတူလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။